တချင်းလေးဆောင်းလေးကိုဖန်တီးလို့ရိုက်လို့ပြီးပါပြီမိုးလေးလည်းကြာနေပေါ့နော်ကျွန်တော်တို့တောင်အောက်ကိုပြန်ပြီးတော့ဆက်မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့ရဆိုပြီးလိုင်းပေါ်မှာရန်ထွန်းဖြစ်နေတဲ့ခေစားနေတယ်ပေါ့နော်ထင်ရှူတော့ပေါ့ညိုမီနာပေါ့နော်ညိုမီဆယ်မြောက်ခင်ထင်ရှူတော့ပေါ့အဲ့ထင်ရှူတော့ကျွန်တော်တွားပြီးတော့ကျွန်တော်ကာဘာဆောင်းလေးတစ်ပုတ်တွားဗီဒီယိုရိုက်ရင်းနဲ့တပ်ပုံလေးပါလေးလှပုံလေးတွားရိုက်ရင်းနဲ့သွားနေတာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဦးအရန်မိုက်တယ်လို့လိုင်းပေါ်မှာတော့တွေ့တယ်ပေါ့နော်ရှူခင်းတွေကလည်း view တွေကလည်း share ပါပဲအားလုံးကျွန်တော်နဲ့အတူတူလိုက်ကြည့်အောင်ပါခင်ဗျာကျွန်တော်လမ်းဆောင်ရောက်ရင်ကျွန်တော်ညိုမီထင်ရှူတော့လို့ကျွန်တော်လမ်းညွှန်ဆိုင်မုံလေးရှိပါတယ်ခင်ဗျာအဲ့ကနေတက်တက်ကြီးဆက်သွားမယ်ဗျာတက်တက်ကြီးဆက်သွားပါမယ်ညာကြီးပဲကဲစဉ်းစားစရာပဲကောင်းတော့ပဲလိုက်ဒီကလည်းအဲ့ကလည်းအဲ့သွားနေမှာဆိုတွေ့လိုက်မလဲညိုမီထင်ရှူတော့ဆိုအားပြောရမယ်ရောက်ပါပြီ။အားညာဟုတ်ပါဘူးတပ်ပုံတော့ရတာ။ကျွန်တော်တို့ဒီညာဘက်ကိုချိုးမှာပေါ့နော်သူရဲ့လမ်းညွှန်ဆိုင်မှုလေးမှာတိုင်လေးတွေမှာကျွန်တော်ခြံလေးတွေမှာကတ်ထားတယ်ပေါ့နော်။လာရောက်လေဖက်သက်တူတွေရတယ်စနေတနေ့ကုန်နေလာမသိဘူးအရမ်းများတယ်ဗျတော်များတယ်လိုင်းကားတွေအစားလုံးကားကြီးတယ်တော်တော်လာကြတယ်ခင်ဗျာ။တော်တော်လေးဆိုင်ခိန်နဲ့အရန်လာပါတယ်တောင်ကြီးနေရာလဲဘယ်ခုလောဆယ်တက်တော်မှလည်းသိရမလား trans ဖြစ်နေရောကြာလေအကြောင်းတော်လာကြပါတယ်ကိုလည်းမင်္ဂလာပါပါပေါ့နော်ညုံမီတင်ချူတော့လို့ trans ဖြစ်နေတဲ့နေရာလေးကိုရောက်ရှိနေပါတယ်ဟိုခါပါဆောင်လေးတွေပေါ့ရိုက်မလို့ပေါ့နော်ဒါအကြံလေးဒါမျိုးရိုက်တာဖြစ်ပါတယ်အားလုံးအဲ့မျိုးကြည့်ဒါပါတကယ်လည်းအရန်အေးချမ်းသာရတယ်ခင်ဗျစိတ်ထဲမှာမွန်းချက်တာတွေနဲ့အကုန်လုံးပျောက်ပြီးတော့ပေါ့နော်စိတ်ကိုလုံးဝ relax ဖြစ်စေပါတယ်တကယ်လာရောက်လေဘက်သက်တူတွေကလည်းအများကြီးပေါ့နော်ဖွဲ့တွေမှာတပ်ပုံလာရိုက်ပြီးသူတွေမှလည်းအများကြီးပါခင်ဗျဂီတာတွေယူပြီးတော့ဂီတာတွေတီးပြီးတော့သချင်းတွေဆိုရတယ်ပေါ့နော်အများကြီးတပ်ပုံဝါသနာရှင်တွေကတော့အေးစေးဒီမှာလာရိုက်လို့ရတယ်ပေါ့နော်တကယ်လည်းမိုက်တဲ့နေရာလေးတစ်ခုပေါ့နော်ရမ်းမိုက်ပါတယ်အားလုံးတောင်ကြီးအောင်တော့မဖြစ်မနေရအောင်တော့သွားတဲ့နေရာတစ်ခုတည်းမှာတော့ပါတယ်ပေါ့နော်အားလုံးကျွန်တော်တို့အတူတူလိုက်ခဲ့ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခုရဆိုရင်တချင်းလေးဆောင်းလေးကိုဖန်တီးလို့ရိုက်လို့ပြီးပါပြီမိုးလေးလည်းကြာနေပေါ့နော်ကျွန်တော်တို့တောင်အောက်ကိုပြန်ပြီးတော့ဆက်မှာဖြစ်ပါတယ်အားလုံးလိုက်ကြပါဦးကျွန်တော်တို့ချင်းကိုရိုက်ပြီးတော့ကိုကြီးပါတော့အားဖြစ်ပြန်ကျွန်တော်ရဲ့မာရီဖြစ်ပါတယ်အဲ့တော့ဒါညိုမီထင်ရှူကုန်းပေါ့နော်ညိုမီလို့ခေါ်ပါတယ်တောင်ကြီးရောက်ရင်တော့မဖြစ်မနေသွားတဲ့နေရာလေးတနေရာပေါ့နော်တောင်ကြီးသားရင်လည်းမရောက်သေးရင်တော့ရအောင်သွားပါခင်ဗျာစနေတနေ့ကနေဆိုရင်တော့လူကြက်ပါတယ်ဂျားရက်ကိုရအောင်သွားပါခင်ဗျာတပ်ပုံရရင်ပို့ပြီးတော့အဆင်ပြေပါတယ်